ကလေးမလေးတယောက်ဟာသူ့ဦးလေးရဲ့ laptop ကိုဖွင့်ပြီးရှိသမျှပတ်စံအကုန်လုံးနဲ့ stock share တစ်ခုရဲ့ကိုဝယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့ဦးလေးကတော်တော်လေးစိတ်တက်ကြနေတာပါ။ဘာလို့လဲဆိုတော့သူ့ရဲ့လက်ထောက်ကတစ္ဆာဖောက်ပြီးကုမ္ပဏီကိုအရှုံးကြီးကျေပေးခဲ့လို့ထောင်ကျမဲ့ဘေးနဲ့တောင်ရင်ဆိုင်နေရလို့ပါ။ကုမ္ပဏီကိုကယ်တင်ဖို့အတွက်ကံကောင်းထောက်မစွာနဲ့9တန်းကြံပါသေးတယ်။ဒါပေမဲ့ဦးလေးဖြစ်သူ laptop ကိုကြည့်လိုက်တဲ့အချိန်မှာတော့မူးလည်းမတက်ဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့ကလေးမလေးကအဲ့ဒီ9တန်းလုံးကို stock share တစ်ခုထဲမှာအကုန်သုံးပြလိုက်လို့ပါလူတိုင်းလည်းထိတ်လန့်သွားကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပတ်စံကသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေပိုဆိုးတာကကလေးမလေးဝယ်လိုက်တာက futures အနာဂတ်ဈေးနှုန်းကြိုတင်ခံမှန်းချက်တွေပါလက်ထောက်ဖြစ်သူကလည်းဒါမျိုးရင်းနှီးမြှုပ်နှံတာဟာကိုတက်သေးတာနဲ့အတူတူပဲလို့အလန့်တကြားပြောပါတယ်ဦးလေးဖြစ်သူရဲ့မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီးအမျိုးသမီးတစ်ယောက်ကလည်းစိတ်မထိန်နိုင်ပဲကလေးအမေကိုအပြစ်တင်มาတော့တယ်ကလေးအမေကလည်းတောင်းပန်စကားပဲဆိုနိုင်ပြီးအကုန်လုံးကိုပြန်ပေးပါမယ်လို့ကတိပေးရှာပါတယ်အဲ့ဒီမှာနောက်ထပ်လန့်စရာတစ်ခုကကလေးမလေးဟာအစပေါင်း100လီဘာရေး100 leverage ကိုတုံးထားတာပါအကယ်၍ဈေးနှုန်းသာကျသွားခဲ့ရင်အကုန်လုံးပြကျသွားမှာပါဒါကြောင့်ဦးလေးဖြစ်သူကအမြန်ပြန်ရောက်ဖို့စူးစမ်းပေမဲ့ကလေးမလေးကပြေးသွားပြီးမိခလုတ်ကိုပိတ်ချလိုက်ပါတယ်ဦးလေးဖြစ်သူလည်းစွန့်သွားပြီးမိပြန်ဖွင့်ပေးဖို့ကလေးမလေးကိုအတနာခံရပါတော့တယ်ဈေးနှုန်းတွေဆက်တက်လာတဲ့အချိန်ကျမှကလေးမလေးကမိပြန်ဖွင့်ပေးပါတယ်ဦးလေးဖြစ်သူလာထပြန်ပွင့်လာလို့ဈေးနှုန်းတွေတက်နေတာကိုမြင်တော့မယုံနိုင်အောင်ပြုံးမိသွားတယ်အဲ့ဒီမှာသူကပြန်ရောက်ဖို့လုပ်ပြန်ရောဒါပေမဲ့ကလေးမလေးက muse ကိုဆွဲထားလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကတော့ကလေးမလေးဟာသူတို့ကိုလူမွဲဖြစ်အောင်လုပ်နေတာပဲဆိုပြီးကလေးမေကိုထပ်ပြီးအပြစ်တင်ပြန်ပါတယ်ကလေးမေကတောင်းပန်ဖို့ပြင်နေတော့မှာပဲလက်ထောက်ဖြစ်သူကအန်အော်တကြီးနဲ့អော်လိုက်ပါတယ် future ဈေးနှုန်းတွေအစမတန်ထိုးတက်ကုန်ပြီခဲ့ဗျာ